ခုမြင်နေရတဲ့ဒီဗီဒီယိုလေးက notebook LM မှာ short video လောက်ထားတာပဲဖြစ်ပါတယ်။ဒါ notebook LM မှာအသစ်ပါရှိလာတဲ့ feature အသစ်လေးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ long video တွေလည်းထုတ်လို့ရပါတယ်။ဒါကတော့ short video ဖြစ်ပါတယ် ကိုစာရေးဖို့မဟုတ်ပဲသူတေသနာလုပ်ဖို့တာတုံးပါထိတ်တန်းစာရေးဆရာတွေဟာ ။မြန်မာအတန်ထွက်လေးတွေလည်းတော်တော်လေးကိုအဆင်ပြေတယ်ဒီ notebook LM မှာလေ ကိုလူကိုယ်တိုင်ရေးတာကြောင့်ပိုပြီးထင်ရှားလာတာပါဒုတိယချက် SEO ရေးတဲ့အခါစကားလုံးတွေအတင်းထက်ရေးတာထက်စာထက်တို့တကယ်သိချင်တဲ့အဖြေကိုပေးပါ တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတော့။ကိုကအချင်းချုပ်ပြီးတော့မှနားထောင်ချင်တာပဲဖြစ်ဖြစ်။ဒါ short video လေးကဒါ notebook LM ထဲမှာအလွယ်တကူနဲ့အချိန်ပေးစံမလိုနဲ့ဒါလုပ်လိုက်လို့ရတယ် အချမ်းပြင်းတာဖတ်တတ်ကြပါတယ်ဒါကြောင့်စာပိုက်တိုတိုရီခေါင်းစဉ် ကျွန်တော်တို့ဒီ notebook LM ကလေဒီကျောင်းသားတွေပဲဖြစ်ဖြစ်ဆရာတွေပဲဖြစ်ဖြစ်ပေါ့ဒီလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ် presentation slide တွေလုပ်ချင်တာတွေပဲဖြစ်ဖြစ်နောက်ထပ်ကဒီ content creator တွေပေါ့နော် content creator တွေကကို post ရှာမယ်ဆိုလဲဒီနေရာမှာက notebook LM မှာ post ရှာရတော်တော်လေးကိုအဆင်ပြေတယ်ဗျနောက်တစ်ခါကျတော့တက္ကသိုလ်ကျောင်းသားတွေတက္ကသိုလ်ကျောင်းသားတွေကို ticket လုပ်တဲ့ချိန်ကျရင်လည်းဒီစာတန်းပြုစုဖို့အတွက်ပေါ့နော်ကိုကစာတွေအများကြီးမဖတ်ချင်ဘူးဆိုရင်လည်းဒီကိုမှရှိတဲ့ data တွေကို notebook LM ထဲကိုပြည့်ထည့်ထားလိုက်လို့ရတယ်ကိုမှာ PDF file ရှိရဆိုလဲ PDF file တွေပြည့်ထည့်ထားလိုက်လို့ရတယ်။ကိုမှာစာသားရှိရဆိုလဲစာသားကို copy လုပ်ပြီးတော့မှပြည့်ထည့်ထားလိုက်လို့ရတယ်။အဲ့ထက်မှာကိုကြိုက်တဲ့ခေါင်းစဉ်အောင်ပဲကိုကရွေးချယ်ပြီးတော့မှကြည့်လို့ရတယ်။နောက်တစ်ခုကကျတော့စာဖတ်ပြင်းတဲ့လူတွေအတွက်လည်းဒီနေရာမှာ pocket လေးတွေလုပ်ပြီးတော့မှနားထောင်လို့ရတယ်။နှစ်ယောက်စကားပြောနေနဲ့နားထောင်မလား။နောက် debate ဖြစ်တဲ့ဒီအငင်းခုန်စကားလေးတွေကနားထောင်မလား။ဒီ pocket ထဲမှာပါတယ်။နောက်တစ်ခုကကျတော့ဒီထဲမှာquestion and answer လေးတွေလည်းဒီ quick လေးတွေကိုကျွန်တော်တို့ထုတ်လို့ရတယ်။သူ့မှာပါတဲ့ဒီ feature လေးတွေကတော်တော်လေးကိုသုံးရတာအဆင်ပြေရလို့ပြောလို့ရတယ်။အခုဒီဗီဒီယိုလေးက notebook LM ထဲမှာရှိတဲ့ feature တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ကလက်တွေ့လုပ်ပြပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်လိုက်ပါအောင်ခင်ဗျ။တကယ်လို့ကျွန်တော်ရဲ့ Grow Together channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျ။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်။ပထမဦးဆုံးကျွန်တော်တို့ notebook LM နဲ့ကိုအရင်ဝင်လိုက်ပါမယ်။ notebook LM နဲ့သုံးတဲ့ချိန်ကျရင်ကျွန်တော်တို့ Gmail ကောက်ချိတ်ထားဖို့တော့လိုအပ်ပါတယ်ဗျဟုတ်။ notebook LM လေးကိုရောက်ပြီဆိုရင် create ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ create နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီ search bar လေးကျလာလိမ့်မယ်ပေါ့နော်ဒီ search bar ထဲမှာကိုကဒီမှာတိုက်ရိုက်ရှာလို့လည်းရတယ်အဲ့လိုမရှာချင်ဘူးဆိုရင်လည်းဒီအောက်မှာကျွန်တော်တို့ဒီ website လေးနေထည့်ပြီးတော့မှရှာလို့ရတယ် upload file ထည့်လို့ရတယ်နောက်ပြီးဒီ copy to text ဆိုဒီစာရေးထားတာရှိတယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာတစ်ခါလေး copy လုပ်ပြီးတော့မှရှာလိုက်လို့ရတယ်ဗျဒီမှာပါရင်ကျွန်တော်ဒီ search bar ထဲမှာပဲကျွန်တော်ရှာပြပေးလိုက်ပါမယ် content writing ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော် first research ရှိရ deep research ရှိရ first ကတော့ကျွန်တော်မြင်မြန်ရှာမှာပေါ့ deep ကတော့ကျွန်တော်ဒီပို့ပြီးတော့မှဒီအကြောင်းအရာတွေခိုင်ခိုင်လုံလုံပို့ရှာလို့ရပါပေါ့အချိန်ပေးနိုင်တော့ရတာပေါ့ဒါဆိုရင်ဒီမှာ source တွေရှာပေးနေပြီပေါ့နော်ဒီမှာကိုကြိုက်တဲ့အကြောင်းအရာတွေကိုဒီလို search bar နေရိုက်ပြီးတော့မှရှာလိုက်လို့ရတယ်အခုဒီမှာဆိုရင်ဒါ source တွေကြာလာပြီအဲ့ဒါပြီးကျွန်တော်တို့ကဒီ source တွေကို input ထဲကိုကျွန်တော်တို့ကထည့်လိုက်ရမှာအခုဒီနေရာမှာကျွန်တော်တစ်ချက်ပြောချင်တာကအပေါ် setting လေးမှာမြန်မာ font သွားပြောင်းဖို့လိုအပ်ပါတယ်ကျွန်တော်ခုနပြောဖို့မေ့သွားလို့ပြဒီမှာမြန်မာ font တစ်ချက်ပြောင်းပေးပါအဲ့ဒါပြီးကျွန်တော်တို့ input ကိုနှိပ်လိုက်ပါโอเคဒါဆိုရင်ဒီမှာအကုန်လုံးရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်နားမှာ source ရှိရယ် chart ရှိရယ် studio ရှိရယ်အဲ့မှာကျွန်တော်ဒီ chat ထဲကိုတစ်ချက်လောက်ဝင်ပေးရပါမယ်ချက်ထဲမှာဆိုရင်ဒါခုနတွင်းလိုက်တဲ့ source တွေအကုန်လုံးကိုဒီမှာအချုပ်ပေါ့သူကဒီမှာရေးပေးထားတာပေါ့အဓိကကျွန်တော်တို့အလုပ်လုပ်ရမှာကဒီ chat မှာထည့်ဆိုရတဲ့ဒီဘေးက studio တွေကိုတစ်ချက်သွားပြီးတော့မှဒီ feature တွေကိုတော့သွားပြီးလုပ်ရမှာဖြစ်ပါတယ်အဲကျွန်တော်ဒီ studio တွေကိုတစ်ချက်ဝင်လိုက်ပါအဲဆိုရင်ဒီ studio ထဲမှာဆိုရင်ဒီမှာ audio overview ရှိမယ်တစ်ချက်ဝင်ကြည့်လိုက်မယ်အခုဒီမှာဆိုတော့ဒီမှာ audio overview ကကြာဒီ podcast ပုံစံနားထောင်ရတဲ့ဟာပေါ့နော်ကျွန်တော်ဒီမှာ deep တွေရှိမယ်ကျွန်တော်ဒီမှာ debate တွေရှိမယ်ပေါ့နော်အပြန်အလှန်ဒါ2ယောက်ဒီအငင်းကုန်ပြောကြမယ့်အပိုင်းတွေရှိတယ်ပေါ့နော်ဒါဒီမှာဘာသာစကားလည်းရွေးလို့ရတယ်အင်္ဂလိပ်လည်းရတယ်မြန်မာလည်းရွေးချယ်လို့ရတယ်အဓိကကတော့ဒီစာမဖတ်ချင်တဲ့လူတွေအတွက်ဒီကောင်က pocket ပုံစံမျိုးနားထောင်လို့ရတဲ့ function ပေါ့ဒီ feature လေးကတော့နောက်တစ်ခုကကြာဒီ slide deck ကတော့ဒီမှာဒီ detail တွေရှိမယ်ဒီ presentation အတွက်သုံးတဲ့ဟာတွေရှိတယ်ပေါ့နော်ဒီမှာလည်းဒီမြန်မာလိုဒီပြောင်းလို့ရတယ်ပေါ့ဒါကိုကြိုက်လို့ဒီမှာကိုသုံးရင်သုံးတတ်လို့ဒီထဲမှာသုံးလို့ရတယ် slide တက်မှာလဲနောက်တစ်ခုကကြာဒီမှာဒါဗီဒီယိုထဲမှာခုနကျွန်တော်လုပ်ပြပေးတဲ့ဗီဒီယို short video ကဒီထဲမှာလုပ်တာဒီမှာ explainer ဆိုဒီ long video လုပ်တဲ့ဟာပေါ့
အောက်က short video ကတော့အတူ explainer နီ long video ကတော့တော်တော်လေးကိုကြာတယ်ဗျအချိန်တော်တော်လေးကိုပေးရတယ်တော်တော်လေးကိုကြာတယ် visual style တွေလည်းရှိရတယ်ဒီမှာ anime တို့ဒီ whiteboard တို့ဒီကြိုက်တဲ့ style တွေဒီမှာရွေးချယ်လို့ရတယ်ကျွန်တော်တခါလေးကြာရင်ဒီ notebook LM မှာအင်္ဂလိပ်လိုပြောတတ်တယ်ဆိုတော့ကျွန်တော်ဒီမှာ speak Burmese language ဆိုပြီးတော့မှကျွန်တော်စာတစ်ချက်ရိုက်ပြီးတော့မှ generate ကိုတစ်ချက်နှိပ်ပေးလိုက်ရတယ်တခါလေးကြာရင်ကြောင်တာလားမသိဘူးအင်္ဂလိပ်လိုတွေထွက်လာတာပေါ့နော်ကိုကမြန်မာလိုပြောမှဆိုရင်တော့ဒီသူတို့ခုနပေးထားတဲ့ box လေးထဲမှာကိုကဒီ speak Burmese language ဆိုပြီးမှတစ်ချက်ရေးပေးရင်တော့ပို့သေးကြတယ်ဗျ mind map ကတော့ဒီခေါင်းစဉ်ခွဲလေးတွေခွဲပေးရပေါ့ခွဲပြီးကိုကြိုက်တဲ့ခေါင်းစဉ်ကိုတစ်ခါတည်းဝင်ကြည့်လို့ရတယ်စာတွေအများကြီးမရှာခြင်းတဲ့လူတွေကတော့ဒါကအသုံးရတာအဆင်ပြေပေါ့ကိုရှာခြင်းတဲ့ဟာကဒီခေါင်းစဉ်ပေးထားပေါ့တစ်ခါတည်းတန်ပြီးတော့ထောက်ပြီးတော့မှရှာလိုက်လို့ရတယ်ဒီထဲမှာဒီမှာလဲကျွန်တော်ဒီ Burmese language ဆိုတာလေးတစ်ချက်ထည့်ပေးရမှာတစ်ခါကျတော့အင်္ဂလိပ်လိုတွေပို့လာတာရှိတယ်အင်္ဂလိပ်လိုတွေထုတ်ပေးလာတာရှိတယ်နောက်တစ်ခုကဒီ quiz ဒါကတော့ question and answer လုပ်တဲ့ဟာလေးတွေပေါ့နောက်တစ်ခုကတော့ဒီ infographic သူကတော့ဒီအချုပ်ပေါ့နော်ဒီကိုစာတမ်းပြုစုထားတဲ့အချုပ်တစ်ခုလုံးသူကပုံထုတ်ပေးတာဒီ infographic ပေါ့နော်အချုပ်ပုံစံအဲ့လိုမျိုးပုံစံမျိုးနဲ့ပုံထုတ်ပေးတဲ့ဟာ data table လည်းဒီမှာသုံးလို့ရတယ်ဗျသုံးမယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတယ်ဒီ notebook LM မှာဒါဆိုရင်ဒီမှာကျွန်တော်ခုနထုတ်ထားတာလေးတွေရှိတယ်တော့တစ်ချက်လောက်စောင့်ကြည့်လိုက်အောင်ဒါဆိုရင်ဒါခုနထုတ်ခဲ့တဲ့ mind map မှာတော့တစ်ချက်ဝင်ကြည့်လိုက်အောင်သူကဒီမှာခေါင်းစဉ်ခွဲလေးတွေပေးထားတာအဲ့ခေါင်းစဉ်ခွဲလေးတွေကိုမှကိုကထပ်ပြီးမှဝင်ကြည့်လိုက်လို့ရတယ်ထပ်ပြီးဝင်ကြည့်လိုက်မယ်ဆိုတော့နောက်ထပ်သူခေါင်းစဉ်အခွဲလေးတွေပေးတယ်ဒီမှာသူကခေါင်းစဉ်အခွဲတွေပေါ့နော်ဒီတက်ဆိုင်တဲ့ခေါင်းစဉ်အခွဲလေးထပ်ပြီးမှပေးတယ်အဲ့ထဲမှာကိုကြည့်နေတဲ့ခေါင်းစဉ်ကိုကထောက်လိုက်မယ်ဆိုရင်သူကဒီ chat ထဲမှာသွားပြီးတော့မှဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီမှာသူကပြန်ပြီးတော့မှပြပေးတယ်တော်တော်လေးကိုသုံးရတာအဆင်ပြေတယ်ဒီ notebook အနားမှာစာရီအများကြီးကအချိန်ပေးပြီးတော့မှရှာနေပါမလို့တော့ဘူးကိုသိကျင်တဲ့အကြောင်းအရာကိုဒီမှာတစ်ချက်ထောက်လိုက်အောင်ပါဒီမှာနောက်ထပ် infographic ကြံသေးတယ် short video လည်းထုတ်ထားတယ် slide deck လည်းကြံသေးတယ်တော့နည်းနည်းလေးအချိန်တော့ပေးရဒီ video ထုတ်တဲ့ဟာတို့ဒီ slide deck ထုတ်တဲ့ဟာပေါ့နော်အဲ့လေအချိန်နည်းနည်းလေးတော့ပေးရတယ်ဗျဒါဆိုရင်ခုနကျွန်တော်ထုတ်ထားတဲ့ slide deck ပေါ့ slide deck ထဲမှာတစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင်သူက presentation slide လို့ပုံစံလေးတွေသူလုပ်ပေးထားတာပေါ့2026ခုနှစ်အတွက် contact ပုံစံချမ်းဆိုပြီးတော့မှသူကဒီ presentation slide လို့ပုံစံလေးပေါ့နော်ထုတ်ပေးထားတာတော်တော်လေးကိုအဆင်ပြေပါတယ်အချိန်ကုန်နဲ့တက်တာစီတာပေါ့ဒီ notebook LM မှာနောက်တစ်ခုကဒါခုနကဒီ short video ပေါ့နော်ဒါကျွန်တော်ပထမဆုံးဗီဒီယိုမှာပြထားတဲ့ short video လေးပါ10မိနစ်လောက်ရှိတယ်2026ခုနှစ်မှာ AI နဲ့နေရယူလာတော့စာရေးဆရာတွေဘယ်လိုဆက်လက်ရပ်တည်ကြမလဲနီးပညာတွေတိုးတက်လာပြီမဲ့အောင်မြင်တဲ့စာရေးဆရာဖြစ်ဖို့ဒီအဓိကအချက်၄ချက်ကိုသိချရပါမယ်ပထမချက် AI ကိုစာရေးဖို့မဟုတ်ပဲသူတေသနာလုပ်ဖို့တာတုံးပါထိတ်တန်းစာနောက်တစ်ခုကဒီ infographic ထုတ်ထားတဲ့ဟာလေးဒါဒီခုနကကျွန်တော်ထုတ်ထားတဲ့ဒီ content နဲ့ပတ်သက်တဲ့ဟာလေးကိုတော့အချုပ်ပေါ့သူကပုံလေးထုတ်ပြပေးထားတာသူအခန်းလေးတွေမှာပါတဲ့ဟာလေးသူအချုပ်လေးသူကဒီမှာလုပ်ပေးထားတာပေါ့မြန်မာဖောက်နေလဲမှန်နေပဲဒီမှာသုံးရတာnotebook LM အသုံးပြုနေလေးကတော့ဒီလောက်ပါပဲခင်ဗျာအခုဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ် Grow Together Channel ကနေ AI နည်းပညာနဲ့ပတ်သက်တဲ့ဘူဒုဒတွေကိုအပတ်စဉ်တင်ဆက်ပေးနေမှာမို့ like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံလေးကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်